တိုင်းမီတို့အားလုံးမင်္ဂလာပါဒီနေ့မှာတော့နတ်စရတင်ရဲ့ဘုရားနှခါရှိခိုးတဲ့အကြောင်းကိုပြောပြပေးသွားခြင်းပါတယ်သူရဲ့ပုံပြင်မှာတော့သုံးသက်ချက်တွေမပါဘူးပေါ့ဒီဗီဒီယိုရဲ့နောက်ဆုံးနားမှာကျွန်တော်မြင်တဲ့မြင်ကိုချပြပေးရပါတယ်အားလုံးပြောခဲ့သလိုပဲ one channel ရဲ့ community ပါကျွန်တော်ကတော့ idea ကိုပဲချပြတာပါကြည့်ရှုသူတယောက်ချင်းနေနဲ့ကိုယ့်ရဲ့အမြင်ကိုလူလောဆောင်ရောက်ဆွေးနွေးသွားလို့ရပါတယ်ဆိုတော့စလိုက်အောင်ဒီနေ့မှာတော့နတ်စရတင်ကဘုရားကျောင်းလေးကိုပြရဝင်လာပြီးတော့ညနေပိုင်းဘုရားဝတ်တက်ပြီးတော့ပြန်ထွက်သွားဖို့လုပ်တယ်တဲ့ထွက်သွားမလို့လုပ်တော့မှပဲတယောက်ဆရာကြီးကသူ့ကိုသားလိုက်တယ်တဲ့ပြီးတော့ဗာပြောလဲဆိုတော့မင်းကဘုရားဝတ်တက်တဲ့ပုံကဘုရားသခင်ကိုချီးမွမ်းတာဘာမှမကြနေဘူးတစ်ခေါက်ပြန်ပြီးတော့ကောင်းကောင်းမရှိခိုးစမ်းပါလို့ပြောတယ်တဲ့ဒီတော့နတ်စရတင်ကဘုရားကျောင်းလေးပြန်ဝင်လာပြီးတော့အစကပြန်ရှိခိုးရတာပေါ့ဘုရားရှိခိုးပြီးတော့သူကပြန်ထွက်လာတယ်အဲ့မှာတယောက်ဆရာကြီးကသူ့ကိုလှမ်းသားပြီးတော့မေးလိုက်တယ်တဲ့ကဲဘလို့လဲပထမတစ်ခါကဗျာကြီးရှိခိုးတာနဲ့ဒီနောက်တစ်ခါတိတိကျကျရှိခိုးတာဘုရားကဘယ်ဟာကိုပုံပြီးတိမပြုတ်မယ်ထင်လဲလို့မေးတယ်တဲ့အဲ့ဒါကိုနတ်စရတင်ကဗာပြန်ပြောလဲဆိုတော့ဘာမှမထူးပါဘူးပထမတစ်ခါကဘုရားကိုရည်ရွယ်ပြီးတော့ဗျာကြီးနဲ့ရှိခိုးပြီးပါပြီဒါပေမဲ့ဒုတိယတစ်ခါကခင်ဗျားခိုင်းလို့ထက်ရှိခိုးတာလေခင်ဗျားတော့ဘောလို့ပြောတယ်တဲ့ဒါကြောင့်ဒီပုံမြင်လေးကိုနားထောင်ပြီးတော့အခါတလေမှာကိုကအစင်းနေမဖြစ်သေးပေမဲ့လောက်ခုလိုလောက်ရတာတွေရှိပါတယ်အဲ့ဒီခါမှာငါကစင်းနေမဖြစ်သေးဘူးကိုတာလိုလေးတဲ့ဒီတာလိုလေးတဲ့ဆိုပြီးတော့အချိန်ဆွဲနေရင်ကိုယ့် idea ကိုဒီမဲ့ယူသုံးသွားတာတို့ကိုယ့်ရဲ့ momentum တို့ခေါ်တဲ့အချိန်ကျသွားတာတို့ဖြစ်နိုင်ပါတယ်အဲ့ဒါကြောင့်ကိုပြင်ဆင်ထားတဲ့လောက်အသက်နိုင်တဲ့ထဲကအကောင်းဆုံးနဲ့အဲ့ဒီလောက်ကိုစလုပ်လိုက်ပါလုပ်သွားရင်လည်းအဲ့ဒီလောက်ကိုပြင်သွားလို့ရပါတယ်တကယ်လို့ဒီကမိတ်ဆွေတွေမှာမတူကွဲပြားတဲ့အမြင်တွေရှိရင်လည်းဝင်ရောက်ဆွေးနွေးတော့ပြလို့ရပါတယ်ဆိုတော့ကျွန်တော်တို့နောက်နေ့တွေမှာနောက်ထပ်ဆက်ဝင်စားကြပုံတွေနဲ့ပြန်ပြီးဆုံတွေ့ကြပါမယ် I love you all ပါ